ဒီနေ့မှာတော့တယောက်တစ်တောင်းခွင်းနဲ့အရန်စားလို့ကောင်းတဲ့စကောထမင်းသွားစားပါမယ်သူ့ရဲ့စကောထမင်းကတယောက်ကိုတစ်တောင်းခွင်းနှုံနဲ့2ယောက်စာစားပြီးတော့အသား2မျိုးအရွက်3မျိုး4ယောက်စာဆိုရင်တော့အသား4မျိုးအရွက်4မျိုး6ယောက်ဆိုရင်တော့အသား5မျိုးအရွက်5မျိုး10ယောက်ဆိုရင်တော့အသား9မျိုးအရွက်9မျိုးထိသတ်မှတ်ထားတဲ့ဟင်းပွဲတွေကိုစိတ်ကြိုက်ရွေးချယ်လို့ရပါတယ်ဟင်းတွေကအရန်ကိုများတာဗျာတကယ်လေးစားကျင်စရာလေးတွေပဲပေါ့နော်ကျွန်တော်ဗီဒီယိုရဲ့နောက်ဆုံးမှာဆိုရင်လည်းမန်နူးတွေကိုကျွန်တော်ဗီဒီယိုလေးရိုက်ပေးထားပါတယ်ကျွန်တော်အိမ်ကလူကြီးတွေကအမဲသားလည်းမစားတော့ကျွန်တော်တို့ရိုးရိုးရှင်းရှင်းတမယိုးကြဟင်းနေပဲကျွန်တော်တို့မှာပြစ်ခဲ့ပါတယ်ဒီနံရုံနှက်ထားလေးဆိုလဲနူးဣနေရဗျာဟင်းရတော့အရသာပေါ်ပါတယ်ကြံစာရဲ့ခြေနဲ့အရသာလေးရရင်ပိုကောင်းပါပါကိုက်လန်ကလည်းပဲလိပ်ပါပြီးတော့လက်လက်ဆက်ဆက်နဲ့စားလို့ကောင်းပါတယ်ကုန်းမောင်ကျော်ကလည်းရိုးရိုးရှင်းရှင်းနဲ့ကျွန်တော်ကြိုက်တဲ့ပုံစံမျိုးပါကျွန်တော်ကြားဆွဲအကျွတ်ကျော်ကိုဒီမှာစစားပြီးတော့ကြိုက်သွားတာပါသူ့ရဲ့အချင်းနဲ့လည်းလိုက်ဖက်ပါတယ်ဝါချက်သားတော့ဖက်ဖက်ရက်ပါတာဖြစ်တဲ့အတွက်ဒီအနံ့အောင်ကြိုက်တဲ့သူမှတော့အဆင်ပြေပါလိမ့်မယ်ကျွန်တော်ကတော့ကချင်စာတွေရှမ်းစာတွေကြိုက်တော့ကျွန်တော်တို့ကတော့အဆင်ပြေတယ်ပေါ့နော်ဦးဂျိုကျော်ကလည်းမွားပြီးတော့အရန်စားလို့ကောင်းပါတယ်ဝက်ဦးဂျိုကြိုက်ရင်တော့မှားပြအောင်မှာပါခန်းဒီတောင်းကလည်းတမျိုးလေးစားကောင်းပြီးတော့ထမင်းမိန်သွားစေဖို့ပန်ပိုးပေးထားပါတယ်အာလူးလုံးကပုံမှန်ဆိုရင်တော့ကြွမမလေးပေါ့နော်အရင်ကတော့ပို့ပြီးတော့စားကောင်းတယ်ဒီနေ့ကတော့နည်းနည်းဖြင်းနေပေါ့နော်အရင်ကတော့ပပမမလေးနဲ့တော်တော်စားလို့ကောင်းတာပဇွန်ကြွကျော်ကဒီနေ့စီရော့နည်းနည်းဝင်နေရပေါ့နော်ကျွန်တော်ထင်တာကြော်ပြီးသားကိုပြန်ကြော်ထားရတင်တယ်သူ့ဆိုင်မှာအာလူးတောင်းလေးနာမည်ကြီးပါတယ်ရှမ်းကျင်လဲပါတော့အချင်တက်လေးလဲပါနေတာပေါ့ထမင်းနဲ့စားရတာထက်ဒီတိုင်းစားရတာပိုကြိုက်ပါတယ်ကျွန်တော်တို့ဒီဆိုင်မှာစားရင်ဟင်းတွေကပိုတော့အိမ်ုံပါဆယ်ထုတ်ပြီးတော့နောက်နေ့ထပ်ပြီးတော့စားပါတယ်သူ့ဆိုင်မှာစကောထမင်းပြင်ရှမ်းခေါက်ဆွဲစီချက်မြီးရှည်ဒိုဘူးတွေအမဲလုံးခေါက်ဆွဲအစရှိတဲ့နည်းနည်းကင်းစားတွေလည်းရောင်းတယ်ကျွန်တော်တို့က6ယောက်စာမှာတော့လူတစ်ယောက်ကို1000ခွဲနှုံးနေဆိုတော့စုစုပေါင်း9000ကျပါတယ်ငွေကျပ်9000နဲ့အသား5မျိုးအရွက်5မျိုးဟင်း10မျိုးလောက်ကျွန်တော်တို့စုံလင်းစားရတာပေါ့အခုချိန်မှာဆိုရင်ကျွန်တော်တို့တရုတ်ဆိုင်တွေမှာသွားစားမယ်ဆိုရင်လည်းဘာပဲပြော3သိန်းကျော်လောက်ကျတာပေါ့နော်အဲ့တော့ဒီဆိုင်မှာစားတာကအများကြီးအဆင်ပြေပါတယ်ဒီဆိုင်ကတော့တန်တူးမှာလဲတောင်းကလာပါဖျားနီးမှာရှိတဲ့အကျူရီစကောထမင်းဆိုင်ပါ